တခါကပုတ်တင်ညိုလေးတစ်ကောင်ဟာတကိုယ်လုံးကိုတစ်တင်းယိုရင်းနဲ့တုပ်လင်ပြီးတောထဲကိုအပြေးလွှတ်ထွက်လာခဲ့တယ်။ဒါပေမဲ့မတော်တဆတစ်ကိုင်းတစ်ခုနဲ့ညီးမိသွားတာပေါ့။ကံကောင်းကျင်တော့ဖားပြုတ်တစ်ကောင်ကလမ်းပိတ်ရပ်နေလို့သာသူရပ်သွားနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာဖားပြုတ်နှစ်ကောင်ကတီးကောင်တစ်ကောင်ကိုလှုပ်ပြီးပါးစပ်နဲ့ကိုက်ထားရင်ရန်ထစ်နေကြတာကိုတွေ့တော့ပုတ်တင်ညိုလေးကသူတို့ကိုလိုက်အတူခိုးလီရော။ရုတ်တရက်ဆိုသလိုဖားပြုတ်တစ်ကောင်ကပုတ်တင်ညိုရဲ့ပါးစပ်ကိုပိတ်ညှက်လိုက်ပြီးနောက်တစ်ကောင်ကလေတွေမုတ်ပစ်လိုက်တယ်။ပုတ်တင်ညိုလေးလည်းဘာဖြစ်လို့ဘာမှမသိလိုက်ခင်ပါပဲမိုးပြန်ပူပေါင်းကြီးလို့ဖြစ်သွားပြီးတောအုပ်ထဲမှာလွင့်ပါသွားတော့တာပေါ့။နောက်ဆုံးမြေပြင်ပေါ်ကိုပြန်ကျလာတဲ့အခါမှာတော့သူ့ကိုယ်ပေါ်ကယိုတွေရောအယောင်တွေပါအကုန်လုံးပုတ်တိုက်ပြက်ပြစ်သွားပါတော့တယ်။ဖားပြုတ်နှစ်ကောင်ကသူ့ကိုကြည့်ပြီးဝိုင်းရကြတဲ့အတွက်သူလည်းစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ရတယ်။တောထဲမှာရှောက်သွားနေရင်ပုတ်တင်ညိုမလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်။သူလည်းသူမနောက်ကိုလိုက်ရင်လမ်းတစ်လျှောက်မှာရှိတဲ့ပန်းဒီတစ်ပင်ဒီနဲ့တသားတဲ့ထီအောင်အယောင်ပြောင်းပြီးပုံရှိုးကွယ်ညိုလိုက်သွားခဲ့တယ်။ပုတ်တင်ညိုမလေးကနှွေပင်ကိုဆွဲပြီးအပေါ်တက်သွားတာကိုမြင်တော့သူလည်းအတူခိုးပြီးနှွေပင်ကိုဆွဲတက်လိုက်တာရုပ်ပြတစ်ပင်ပေါ်ရောက်သွားပါလိရော။အဲ့ဒီမှာပုတ်တင်ညိုမလေးကသူ့ကိုတောထဲကတခြားတော်ဝါလေးတွေနဲ့မိတ်ဆက်ပေးတယ်။အဲ့ဒီမှာပုံဟာတွေကိုပြင်နေတဲ့ပုတ်တင်ညိုစာပုံမိုးတစ်ကောင်ရှိတယ်။သူကခေါင်းကိုနောက်ပြက်လိုက်တိုင်းအယောင်တွေပြောင်းသွားတာ။နောက်တစ်ကောင်ကတော့ပတ်ဝန်းကျင်နဲ့တသားတဲ့ဖြစ်အောင်အစင်းရောင်ပြောင်းပြီးပကြီးဆွေးနေတယ်။တခြားပုတ်တင်ညိုတွေကအယောင်ကိုအလွယ်တကူပြောင်းနိုင်တာကိုသတိထားပြီးတော့သူလည်းလိုက်ပြောင်းကြည့်တာပေါ့။ပုံစံမျိုးမျိုးဖမ်းကြည့်ပေမဲ့သူရေခွင်ကတော့ဘာမှမထူးခြားလာဘူး။အပေါ်ကိုမောက်ကြည့်လိုက်တော့ပုတ်တင်ညိုမလေးကအယောင်တွေတစ်ဖြက်ဖြက်ပြောင်းနေတာကိုမြင်ရပြန်တယ်။သူလည်းသူမကိုလိုက်အတူခိုးပြီးတကိုယ်လုံးအားစိုက်ပြီးကြိုးစားလိုက်တာအယောင်မထွက်လာပဲဖြစ်ခနဲ့လေးပဲထွက်သွားတော့တာပေါ့။ဒါကိုမြင်တော့တောကောင်လေးတွေအကုန်လုံးဝိုင်းပြီးတဟားဟားရကြလီရော။ဒါပေမဲ့ဒီတစ်ခါတော့သူစိတ်မပြတ်တော့ဘူး။အနားမှာရှိတဲ့လင်းလည်နေတဲ့ပိုးဆုံးကျူးလေးတစ်ကောင်ကိုကောက်ခိုင်းလိုက်တယ်။အဲ့ဒီအလင်းရောင်ကငှက်ဖြောရွက်ပေါ်ကိုအရေးကျစေတာပေါ့။သူကလက်ကလေးတွေကိုတုံးပြီးအဲ့ဒီနေ့ကသူတွေ့ခဲ့တဲ့များတရဝါလေးတွေရဲ့ပုံစံကိုအရေးနဲ့ပုံဖော်ပြလိုက်တယ်။အရေးလေးတွေကတကယ်အကောင်လေးတွေအတိုင်းအသက်ဝင်နေတာပဲ။မကြခင်မှာပဲတောကောင်လေးတွေအများကြီးဆူယုံလာပြီးကြည့်ကြတော့တယ်။သူဒီလိုဖြိုပြနေနေပဲသူ့ရဲ့အရေးခွင်ကရုတ်တရက်ဆိုသလိုရင်းသက်ရှူမောစရာကောင်းတဲ့အယောင်အဆွေးစုံနေနဲ့တစ်ဖြက်ဖြက်တောက်ပါလာပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူဟာပထမဦးဆုံးအချိန်ဖြစ်အားလုံးရဲ့လက်ခုပ်တန်ကြီးကိုရရှိသွားပါတော့တယ်။